ကိုချစ်ကင်းမြန်လို့ကြည့်ပါရဲ့ဒီနေ့မှာကတော့ပေါ့နော်သမီးကဒီနေ့ဘာလုပ်ပြမလဲဆိုတော့ပေါ့နော်ဒီနေ့မှာတော့ချစ်စရာကောင်းတော့မိန်းကလေးတယောက်ကိုအစားဆုံးသိဆက်ပေးတော့မှာဖြစ်ပါရှင်ကဲတော့လိုက်ပါဦးမယ်ရုံးဆုံးအစပိန်နဲ့တွဲကောင်းလားကာကြီးနဲ့တွဲကောင်းလားဒီနေ့မှာတော့သူကရမ်းလျှောက်လာပါတယ်ရမ်းလျှောက်လာတဲ့အချိန်ကောင်းလေးတယောက်ကသူ့ရဲပါရဲဆိုတော့သူကအမြဲရုပ်သူများတွေကလှတယ်ဆိုလို့သူ့မျက်လုံးလေးပဲရှိပါတယ်စပင်းနဲ့ကိုယ်နဲ့ကမလိုက်ပါဘူးဟိုကောင်မလေးကိုမြင်တဲ့ချိန်သူကသွဲဆွဲပြီးကြိုက်သွားပါတော့တယ်အမှပဲသူကရဲစခန်းကိုမြင်သွားပြီးတော့ရဲစခန်းရောက်တော့သူများတွေကိုပါတူတူလေးပြပြလိုက်ပါတော့ပြပြလိုက်တဲ့ချိန်သူကနေတီးပါပါတယ်ဟာငါ့ဟိုကောင်လေးတယောက်ကြိုက်သွားဖြစ်နေဟာညာလည်းမဖြစ်သေးပါဘူးငါအပြိုလေးမင်းကလေးတယောက်ပဲဖြစ်ချင်တာကဲအဲ့တော့လေတက်နိုင်ဦးပြောရမှာပဲကွာတက်ပြောလိုက်ပါနေကငါ့ကိုကြိုက်နေဆိုတာနေလားအော်ဘယ်လိုလုပ်တရလဲမသိအေးငါမျက်စိနဲ့ကြည့်လိုက်တာနဲ့လူတွေဘာဖြစ်နေလဲဆိုတော့တန်းတည်ရဲ့ဟုတ်ပြီအဲ့ဆိုမင်းဘာကြောင့်တည်တာလဲအဲ့ဆိုဟုတ်တယ်မင်းကငါကြိတ်မိငါအပြိုတယောက်ဖြစ်တော့ကြောင့်မင်းလက်ထပ်နိုင်မှာမဟုတ်ဘူးနောက်ပြီးတော့ငါမိဘရာပြောထားတယ်မင်းအပြိုဖြစ်ရမယ်နောက်ပြီးတော့စာကြိုးစားရမယ်လို့ပြောတယ်ဒီနေ့တောက်ကြနေဆိုတော့ဥပုံနေမလို့ကြောင်းပိတ်တယ်အဲ့တော့တမီးကအပြိုမင်းကလေးဖြစ်နေပြီနော်အဲ့တော့တမီးမကြိုက်နဲ့တမီးကခုမှတက္ကသိုလ်တက်နေတော့မယ်အဲ့မှာပဲသူတို့လည်းအော်ပြီးတော့မှဒီလောက်အရွယ်လေးတက္ကသိုလ်ကိုခေါ်တာမဟုတ်တော့ပါဘူးဟေးမင်းကလေးခဏအေးဘာပြောဘလို့လဲဟုတ်ပြီလေအဲ့ဆိုမင်းအသက်ဘယ်လောက်လဲတက္ကသိုလ်ဆိုမှတော့12နှစ်ပေါ့12နှစ်ကိုဒီရွယ်နဲ့မင်းနဲ့မလိုက်ဘူးမင်းကချူချူပြခေါ်မယ်ငါနာမည်ချူချူပြမဟုတ်ဘူးငါရဲ့နာမည်အရင်ကတော့ငါနာမည်ရဲ့အရင်ကတော့ချစ်ပြေဆောင်လို့ခေါ်တယ်ငါတို့အိမ်မှာခေါ်တော့ငါ့ကိုတမီးလိုပဲခေါ်တာပေါ့ဟုတ်ပြီလေအဲ့ဆိုမနေ့နေရဲ့အမေနဲ့အဖေနဲ့ကအသက်ဘယ်လောက်လဲတင်တော့တေကုန်ကြပြီဘယ်တော့မှတေသွားတာလဲငါဖေပဲတေရလေငါများတော့တေသေးပေါ့သူလည်းထွက်သွားပါတော့ဟဲ့မင်းကလေးဆိုလဲသူကညနေအောင်လည်းမကြည့်ပဲမတိတလို့နေပြီးတော့နည်းနည်းလေးပြေးသွားပါတော့ရင်နောက်ပြီးတော့သူကပြောပါတယ်ဒီညချင်လိုက်တာအော်ဒီမှာစပင်းဆိုင်နဲ့ငါမှလည်းပတ်စံပါဆိုတော့ညက်လိုက်ပါဦးမယ်ဟဲ့ကျစကန်လူတယောက်လာမင်းဟာမရှိဘူးလို့ပဲပြောနော်ကြားလားဟုတ်ကဲ့နော်အမဟိုစပင်းညက်ချင်လာလို့မသိဘူးဟုတ်တယ်အမပေါ်လေးခဏတက်နေပါလားဒီဘာဖြစ်လို့လဲဟုတ်ဘူးကျစကန်เนี่ยအပေါ်မတက်အောင်လို့ပြောထားတယ်အေးအဲ့ဆိုလည်းပြေတက်နေလို့လည်းပြောရတယ်နားလေးမှာခဏနေလားအဲ့လိုပြောနေပြီးတော့နည်းနည်းလေးပြေးပြီးတော့အဲ့နောက်ကိုတန်းနဲ့လိုက်ပြပါတော့တယ်အဲ့နောက်ကွယ်မှာအမှတော့လှေကောင်းမမြင်လိုက်ပါဘူးအဲ့ဒါနဲ့
သူကထဲဝင်ပြီးပြောလိုက်တာဒီမင်းကလေးကြောက်တွေ့မိတယ်လားမသိဘူးတွေ့မိလိုက်ဘူးဟိုဘက်ကလည်းရှောက်သွားတော့တွေ့လိုက်တယ်အေးကျေးဇူးပဲအဲ့ဒီမှာလုံးဝရှာလို့မတွေ့လို့သူကမျက်ရည်ကျလာတော့ပါတယ်ဒီကောင်လေးရပါနော်မျက်ရည်တော်တော်လေးဝင်းနေစီကွယ်ဟေးဘူးသူ့ဘာကြောင့်လူတွေကမခေါ်ကြရလဲဆိုပြီးတော့မျက်ရည်တွေဝဲလာပါတော့ပြင်းပြင်းဟဲ့နေမမနဲ့လေငါအဲ့မင်းကလေးကငါရမ်းကြိုက်ခဲ့တယ်ဒါပေမဲ့အပြိုပြစ်နေတော့နောက်တစ်ယောက်ပဲရှာအောင်မယ်အမှလည်း तू က yes canဆိုင်တယ်ကိုစီးပြီးတော့ဒီလိုကဘာပတ်ပြီးလိုက်တာလို့ဘောမမပြောဘူးဒါပေမဲ့ဒီဆိုင်ဒီ coffee ဆိုင်ကိုလည်းလေးတီပြီးတော်လိုက်ချလိုက်ရပါတယ်ဟဲ့ဘုတ်မင်းကလေးရှိလားရှိရလေးလေးဆိုပြီးတော့ပြောခဲ့ပြီးသားတယ်အဲ့ဒါနဲ့ तू ကနည်းနည်းလေးပြောင်းသွားပါတော့တယ် तू ကရင်းမကြတော့ပဲနဲ့တော်တော်လေးကြော်သွားတယ် तू အိမ်သားတွေရဲ့ပုံလေးခံလို့မတွေ့ခဲ့ပါဘူး तू ကအဖြူနဲ့လင်မိုလေးဝတ်ထားလေအဲ့တော့ကျမလည်းမတွေ့မိပါဘူးအဲ့ဒါနဲ့ तू ကပြန်မူပြန်ပါတယ်အဲ့ဒါနဲ့မျက်ရည်တွေစီးစီးကြလာကောင်းလေးသူကအင်ဂျင်ရောက်တော့သူကအိမ်မက်တစ်ခုမက်ခဲ့နော်သူကလည်းအဲ့ချင်ပါလေဆိုပြီးအဲ့နားတိတ်ပြီးတော့အဲ့ပြောပါပါတော့အမှပဲအိမ်မက်တစ်ခုမက်ခဲ့သူ့နဲ့ဟိုကောင်မလေးကလက်ထပ်နေတယ်တဲ့သူလည်းလက်နိုးပြီးတော့မှမရှိဘူးဆိုတာသိပြီးတော့ကွန်ပျူတာမှာအဲ့မင်းကလေးရဲ့အကြောင်းရှင်းပြနေပါတော့တယ်ကျွန်တော်အဲ့ဒီမင်းကလေးရမ်းကြိုက်တဲ့ကြောင်လေဗီဒီယိုလိုက်ပြနေတော့တွေ့သွားပြီသူအရင်ရှက်သွားတယ်အဲ့ဒါနဲ့တော်တော်လေးစိတ်မကောင်းဖြစ်သွားပြီးတော့သူ့လက်ထက်မယ်ဆိုတဲ့အကြောင်းပါပဲအဲ့ဒါနဲ့ဖုန်းဆက်ပြီးတော့နည်းပျော်သွားတယ်ပျော်သွားပြီးတော့သူကအဲ့ဒီလှပပလေးလဲပြီးတော့ဖောင်းလက်ဆက်ပြသေးတယ်အဖြူလေးနဲ့လေမော်လေးနဲ့ဝတ်ပါလို့ဒါနဲ့သူလည်းဖြူလေးလေမော်နဲ့ဝတ်ပြီးတော့သွားပါတော့ပြီးတော့အဲ့ဒီမှာအမှပဲသူ့ကိုတွေ့ပြီးတော့အရင်ပြောသွားကြပြီးတော့စပယ်တူတူညက်မယ်ဆိုတော့သဘောထားပြီးတော့စပယ်လေးတူတူညက်လိုက်ပါတော့တယ်ညုံဆောင်သူ့ရက်စကန်ကောက်လေးကိုညက်ပေးပါတယ်ဒီပုံစံမကြဘူးဆိုရင်ဒီမှာကဒီပုံစံညက်ပေးပါတယ်အဲ့ဒါနဲ့သူလည်းညက်ပြီးတော့တော်တော်လာတယ်ဆိုပြီးတော့អော်နေပါတော့တယ်လာပါတယ်မိမိုင်းလေးဆိုပြီးတော့ဒီခဏလေးထိုင်ပြီးတော့မိတ်ကလေးညက်ကလေးပါတယ်အဲ့ဒါနဲ့မိတ်ကလေးထိုင်တော့ကောင်မလေးကလည်းညက်ပေးနေပါတယ်အမညက်ပြီးတော့ဘယ်လိုလေးဖြစ်သွားမလဲဆိုတော့ကကြည့်နေနော်1 2 3ကဲလိုလေးရှင်းသွားပါတယ်နေရာလုံးကကြိုက်ပြီးတော့အိမ်လေးပြန်ကြပါတယ်အိမ်အတူတူပြန်ပြီးတော့သူတို့ကအဆင်ပြေလာပြီးတော့ဒီချင်းအောင်ရောက်နေပါပြီ
တို့နှစ်ယောက်ကအမြဲတမ်းအဖြူနဲ့လင်မကြိုက်တယ်လူနှစ်ယောက်ဖြစ်သွားတယ်အမှပဲနှစ်ယောက်တော့သွားနေဖုန်းကြည့်နေပါသေးတယ်ဖုန်းကြည့်နေတော့သူကျညာသားတွေကိုဖြတ်ပေးပါဆိုတော့ကြတော့သွားလဲဖြတ်ပေးလိုက်ပါတယ်အဲ့ဒါနဲ့သူလဲအင်ကြီးလဲသူအင်ကြီးမလဲတော့ပဲနဲ့သူနဲ့အတူတူဖုန်းကြည့်နေပါတယ်ဖုန်းကြည့်ပြီးတော့ဘယ်လိုဖြစ်ရမလဲဆိုတာလည်းပုံမှန်အတူတူရှာခဲ့ပါတယ်ဒီဟာလေးကတော့ပြီးဆုံးပါပြီအားလုံးပဲဘိုင်ဘိုင်